ကျယ်ရီဘလိုမွေးဖွားလာကြတာလဲညကောင်းကင်ယံမှာတလက်လက်လင်းလန့်နေတဲ့ကျယ်ကလေးတွေကိုကြည့်ဖူးကြမှာပါဒီလိုအချိန်မျိုးမှာကျယ်ရီဟာဘဲကနေဘလို့ပေါ်ပေါက်လာကြရလဲဆိုတဲ့မိကွန်းလေးတွေအသွေးထဲမှာပေါ်လာတတ်ပါတယ်ကျယ်ရီရဲ့ဘဝဖြစ်စဉ်ဟာစัจ java တွေကအံ့ဩဖွယ်ဖြစ်စဉ်များထဲမှာအရေးပါလာတဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ပါဝင်လက်ရှိပါတယ်ကျယ်ရီဟာစัจ java ရဲ့အံ့ဩဖွယ်ဖန်တီးမှုတွေနဲ့ဆိုင်တဲ့ဖြစ်စဉ်တွေရဲ့တက်သေးတွေဖြစ်ကြပါတယ်ကျယ်တပွင့်ရဲ့ဘဝတန်တဲ့ဟာကြီးမားပြီးရှုပ်ထွေးလာတဲ့ဇလန်တပုတ်လိုပါပဲကျယ်တိုင်းရဲ့မူလစစ်မြစ်ပထမဆုံးစတင်ရနေရာကတော့နက်ဗျူလာလို့ခေါ်တဲ့အေယာမတန်းငွေနဲ့ဖုံးဖို့တိုင်တိုက်ကြီးတွေကပဲဖြစ်ပါတယ်ဒီတိုင်တိုက်ကြီးတွေထဲမှာအဓိကအဖြစ်ဟိုက်ဒရိုဂျင်နဲ့ဟီလီယမ်တက်ငွေတွေပါဝင်ပြီးစัจ java ဖြစ်တည်ကြတဲ့ကကျန်ရစ်ခဲ့တဲ့အတွက်ဆွင်တွေပါဝင်နေပါတယ်ကျယ်ဘဝရဲ့အစကတော့ဒရက်ဆွဲအားရဲ့ဆွဲငင်မှုကြောင့်စတင်ပါတယ်နက်ဗျူလာထဲမှာတန်းဝင်းနဲ့ဖုံမုံတွေဟာတဖြည်းဖြည်းသူတို့ရဲ့ကိုယ်ပိုင်တက်ဆွဲအားကြောင့်စတင်ပြီးစုစည်းလာကြပါတယ်။တခါတည်းမှာတော့အနီးနားကစူပါနိုဗာပောက်ကွဲမှုရဲ့ line တွေကဒီဖြစ်စဉ်ကိုအရှိန်မြင့်တင်ပေးပါတယ်။တန်းဝင်းနဲ့ဖုံမုံတွေစုစည်းလာတဲ့အမျှဘဝချက်မှာကျယ်လေးတွေရဲ့အစလို့ပြောလို့ရမယ်ပိုတိုစတာလို့ခေါ်တဲ့ပူပြင်းပြီးပုံမတိတ်တဲ့အလုံးကြီးလဲပတ်ဖြစ်ပေါ်ပေါက်လာပါတယ်။ဒီအဆင့်မှာအစပြိုးနေတဲ့ကျယ်လေးဟာလက်ပတ်နေတဲ့တန်းငွေ protoplanetary disk တစ်ခုနဲ့ဝင်ရနေပါတယ်။အဲဒီ protoplanetary disk ထဲကနေပဲနောက်ပိုင်းမှာတဖြည်းဖြည်းဂျိုတွေပေါ်ပေါက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။အစပြိုးနေတဲ့ကျယ်လေးဟာဆက်လက်ကျုံဝင်ပြီးဘိုးချက်မှာဖိအားနဲ့အပူချိန်ဆက်တိုက်မြင့်တက်လာပါတယ်။ပူချိန်ဟာဒီဂရီစင်တီဂရိတ်တန်းနဲ့ချီထိရောက်ရှိသွားတဲ့အခါမှာတော့ဟိုက်ဒရိုဂျင်အတန်တွေဟာပေါင်းစည်းပြီးဟီလီယမ်အတန်ဖြစ်ပြောင်းလဲသွားတဲ့နျူကလ িয়ার ပေါင်းစပ်မှု nuclear fission စတင်ပါတယ်။ဒီအဆင့်မှာဟိုက်ဒရိုဂျင်အတန်ပရိုတွန်တစ်ခုဟာပြင်းထန်တဲ့အပူချိန်နဲ့ဖိအားအောက်မှာပေါင်းစည်းကဟီလီယမ်ပရိုတွန်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။ဒီတက်ပြီးမှုကနေမြုံနိုင်လောက်အောင်ကြီးမားတဲ့စွမ်းအင်တွေကိုထုတ်လွှတ်ပေးပါတယ်။ အိုင်စတိုင်းရဲ့ E = mc² ဆိုတဲ့နာမည်ကျော်ပုံတင်ကြီးအတိုင်းပါပဲ။ဒီတက်ပြီးမှုကနေများပြားလာတဲ့စွမ်းအင်ကိုထုတ်လွှတ်ပြီးဒရက်ဆွဲအားကြောင့်ဆက်လက်ကျုံဝင်မှုကိုဟန်တာလိုက်ပါတယ်။ဒီခိုက်တက်မှာပဲကျယ်တဆင်းစတင်မွေးဖွားလာပြီးဖြစ်ပါတယ်။ကျယ်အသက်ဟာသူ့ထဲကဟိုက်ဒရိုဂျင်လောင်စာကိုဟီလီယမ်ဖြစ်ပေါင်းစည်းပြောင်းလဲနေတဲ့ main squeezing လို့ခေါ်တဲ့တည်ငြိမ်တဲ့အခြေအနေမှာကျယ်တပွင့်ဖြစ်သို့ရောက်ရှိသွားပြီးတက်တန်အများဆုံးကုန်ဆုံးပါတယ်။ကျွန်တော်ရဲ့နေဟာလည်းအခုလိုအခြေအနေမှာပဲတည်ရှိနေတာဖြစ်ပြီးနှစ်ပေါင်း 4.6 ဘီလီယံခန့်ရှိနေပြီပဲဖြစ်ပါတယ်။ကျယ်တဆင်းရဲ့ကနဦးတွက်ထုဟာသူ့ရဲ့ဘဝကြာချိန်အရွယ်အစားနဲ့အဆုံးသက်ကိုဆုံးဖြတ်ပေးပါတယ်။အဲဒီကနေတဆင့် red death လို့ခေါ်တဲ့နေထက်တွက်ထုနေပြီးနှစ်ပေါင်း trillion ကြီးရှင်သန်နိုင်တဲ့ကျယ်ငယ်များနေနဲ့တူညီတဲ့နှစ်ပေါင်း10ဘီလီယံခန့်ရှင်သန်နိုင်တဲ့ကျယ်များနေထက်အစပေါင်းများစွာကြီးမားပြီးနှစ်တန်းကနန်းအတွင်းစူပါနိုဗာအဖြစ်ပေါက်ကွဲတဲ့ massive star လို့ခေါ်တဲ့ကျယ်ကြီးများဖြစ်ပေါ်လာကြပါတယ်။နေထက်ဒရက်ထုရှစ်ဆအောက်ဒရက်ထုနေတဲ့ကျယ်များဟာတက်တန်းရှည်ကြာကြပြီးနှစ်1000ကနေနှစ်တန်းပေါင်းများစွာအထိလောင်ကျွမ်းနိုင်ကြကသူတို့ရဲ့ဟိုက်ဒရိုဂျင်လောင်စာကုန်ခန်းသွားတဲ့အခါဘိုးချက်ကဟီလီယမ်တွေလောင်ကျွမ်းပြီးကျယ်ဟာအနီရောင်အေယာမကျယ် red giant အဖြစ်ဖောင်းကားလာပါတယ်။နောက်ဆုံးမှာသူ့ရဲ့အပြင်လွှာတွေဟာအာကာသထဲကိုပြန့်ကျဲကွဲထွက်သွားပြီး planetary nebula အဖြစ်လှပတဲ့ပုံစံမျိုးစုံနဲ့တောက်ပြောင်စွာကျန်ရစ်နေတတ်ပါတယ်။ဘိုးချက်မှာတော့အလွန်တိတ်တဲ့အဖြူရောင် white dwarf လို့ခေါ်တဲ့ကျယ်ပုလေးအဖြစ်ကျန်ရစ်ခဲ့ပါတယ်။နေထက်တွက်ထုရှစ်ဆအထက်ကြီးမားတဲ့ကျယ်ကြီးများကတော့သူတို့ရဲ့ဘဝဟာပုံမတူတောင်းပြီးတိမ်မွေပါတယ်။သူတို့ဟာ supernova လို့ခေါ်တဲ့သမိုင်းတစ်လျှောက်အကြီးမားဆုံးပေါက်ကွဲမှုတွေနဲ့ဘဝကိုအဆုံးသတ်ကြပါတယ်။အဲဒီပောက်ကွဲမှုဟာစัจ java တဲ့ကိုတန်ရွှေယူရေနီယံစတဲ့ dress အမျိုးမျိုးကိုပြန့်ကျဲဖြန့်ခွဲပေးပါတယ်ကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကတန်တက်တွေလက်ဝဲရနာတွေထဲကရွှေတွေဟာရှေ့ခေတ်ကျဲကြီးတွေပောက်ကွဲခဲ့တဲ့အကျွင်းကျန်တွေပဲဖြစ်ပါတယ်ပောက်ကွဲပြီးနောက်ဘိုးချက်မှာနျူထွန်ကျဲဒါမှမဟုတ် dress ဆွဲအားကောင်းလွန်းလာတဲ့တွင်းနဲ့ black hole တို့ကျန်ရစ်ခဲ့ပါတယ်ကျဲတွေရဲ့ဖြစ်စဉ်ဟာစัจ java ရဲ့လှပရှုပ်ထွေးမှုကိုပြသနေပါတယ်သူတို့ဟာတာမန်တန်းငွေတိမ်တိုက်တွေကနေစတင်ခဲ့ကြပြီမယ်သူတို့ရဲ့ဘဝနဲ့တည်ဆုံမှုတွေကနေတဆင့်စัจ java ကိုဓာတ်စင်အသက်တွေနဲ့ပြန်လည်အာဟာရဖြည့်တင်ပေးပါတယ်ဒါကြောင့်ကျွန်တော်တို့ကဘာကျိုးကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲကအတန်တိုင်းဟာရှေ့ခေတ်ကျယ်ကြီးတွေရဲ့အကျွင်းကျန်တွေပဲဖြစ်ပါတယ်